ဒီနေ့မိတ်ဆွေတို့ကိုကျွန်တော်လက်ရှိသုံးနေတဲ့ internet စမတ်နီလေးနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ဒီစမတ်လေးရဆိုရင်ကျွန်တော်တို့ gain လက်စိတ်ကြိုက်ဆော့လို့ရပါတယ် internet ကဗီဒီယိုတွေကိုလည်းစိတ်ကြိုက်ကြည့်လို့ရပါတယ်ပေါ့နော် line လုံးဝကောင်းပါတယ်ကျွန်တော်စမတ်ကဏ္ဍလေးကိုမပြောခင်ကျွန်တော်စမတ်ထားလေးကိုအရင်ဆုံးလိုက်ပြပေးမယ်ပေါ့နော်ပထမဆုံးမိမိဖုန်းထဲမှာရှိတဲ့ဒီတက် app software လေးတွေကိုဝင်ပေးလိုက်မယ်ဒီထဲရောက်လာရင်ကျွန်တော်တို့အချက်အလက်များဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဒီနေရာရောက်လာရင်အပေါ်လေးကိုနည်းနည်းဆွဲတင်ပေးလိုက်မယ်ကဲဒီမှာဆိုရင်ကျွန်တော်စမတ်ထားတဲ့စမတ်ပေါ့နော်ဒါဆိုရင်တစ်လလုံး 60GB ရရပေါ့နော်20 MB နဲ့အသုံးပြုလို့ရမယ်ပေါ့နော်ထိုင်းနိုင်ငံအတွင်းကိုကျွန်တော်တို့ဖုန်းကောမိနစ်100ပါတယ်ပေါ့နော်မြန်မာပြည်ကိုမိနစ်20ခေါ်လို့ရရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်အသုံးပြုတာဆိုရင်တစ်လမပြည့်သေးဘူးပေါ့နော်15ရက်တောင်မှကျွန်တော်တို့36GB ကျန်သေးရပေါ့နော်ဒါကျွန်တော်စိတ်ကြိုက်အသုံးပြုတာပေါ့နော်ကျွန်တော်တို့စမတ်ကဏ္ဍလေးရဆိုရင်တော့ဒီစမတ်ကဏ္ဍလေးနဲ့သွားပြီးစမတ်လို့ရရပေါ့နော်တစ်လမှာ250ဘတ်ပါပဲဒါဆိုရင်ကျွန်တော်တို့ဒီတက်ဘက်ကလည်းပိတ်မှာမပူရတော့ဘူးပေါ့နော်ဒါကတော့ဒီတက်ဘက်ကတရားဝင်ပေးထားတဲ့စမတ်ကဏ္ဍပဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်သုံးကြည့်ခြင်းတဲ့လူရဒီစမတ်ကဏ္ဍလေးနဲ့သုံးကြည့်လို့ရရပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတက်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ